တစ်ဖက်မှာလည်းအရာရှိကြီးရဲ့ချစ်သူဖြစ်တဲ့ဒေါက်တာမလေးဟာလည်းပြဿနာတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။အကြောင်းကတော့သူတို့ဆေးရုံမှာရှိတဲ့အလူရှင်တွေရဲ့မျိုးဥနမူနာတွေကိုသူမရဲ့အထက်လူကြီးတက်ခွဲမှုစီကနေခွင့်ပြုချက်မယူဘဲမိမိသဘောအတိုင်းတက်ခွဲခန်းစီကိုပို့ဆောင်မိခဲ့လို့ဖြစ်ပါတယ်။နောက်ပြီးသူမတို့ဆေးရုံရဲ့အဓိကလုပ်ငန်းကြီးဖြစ်တဲ့ဖန်ပြုံးတရေသားထဲဖို့လူနာတစ်များကိုသူမရဲ့သဘောဆန္ဒအတိုင်းလက်မခံဘဲရန်နာထားလိုက်လို့လည်းဖြစ်တာကြောင့်မို့ဆေးရုံအုပ်ကြီးကိုယ်တိုင်သူမကိုခေါ်ယူမေးမြန်းနေတာဖြစ်ပါတယ်။အဲ့ဒါနဲ့ပဲသူမကဆေးရုံအုပ်ကြီးနဲ့2ယောက်ထဲသာတီးတန့်စကားပြောလို့ကြောင်းပြန်ပြောတော့တက်ခွဲမှုကြီးကပါ3ယောက်သားအခြေအတင်ရင်ခုန်ကြပါတော့တယ်။နောက်ဆုံးမှာတော့ဆေးရုံအုပ်ကြီးကတက်ခွဲမှုကြီးကိုသာအပြင်သို့ထွက်သွားခိုင်းလိုက်ပါတော့တယ်။သူမပြောတာကမနေ့ကသူမတို့ဆေးရုံမှာတရေသားလာထဲတဲ့အမျိုးသမီး3ဦးမှတဦးမှမူမမှန်တာတွေ့ရတယ်လို့ပြောပါတယ်။အကြောင်းကတော့လူနာရဲ့သွေးကိုစစ်ကြည့်တဲ့အခါမှာဟော်မုန်းများနေတာကိုတွေ့ရတယ်။ပုံမှန်အားဖြင့်တော့ဆေးရုံမှာတာဝန်ရှိသူတွေကလူနာရဲ့သွေးဆဲတွေကိုအရင်ဆုံးစစ်ပြီးမှတရေသားထဲတာဖြစ်တဲ့အတွက်အခုလိုရုတ်တရက်ပြောင်းလဲသွားတာကသူမအတွက်စူးစမ်းရခက်ခဲတယ်လို့ပြောပါတယ်။အဲ့ဒါနဲ့ပဲသူမကလည်းမိမိသဘောအတိုင်းအလူရှင်တွေရဲ့မျိုးဥကိုဓာတ်ခွဲခန်းမှာစစ်ဖို့ဆုံးဖြတ်လိုက်တယ်။စစ်ဆေးပြီးတဲ့အခါမှာတော့ထိတ်လန့်စရာကတော့မျိုးဥနမူနာထဲမှာတားမြစ်ထားတဲ့စတီရိုက်ပါနေတာဖြစ်ကြောင်းပြောတော့ဆေးရုံအုပ်ကြီးပါထိတ်လန့်သွားခဲ့ရတယ်။သူမကမယုံနိုင်ဖြစ်နေတာမို့ထူးဆန်းတဲ့လက္ခဏာမပြတဲ့အမျိုးသမီး2ဦးကိုပြန်လည်စစ်ဆေးကြည့်တော့လဲအဆိုပါစတီရိုက်ကိုတွေ့ရှိခဲ့ရတယ်ပြောတယ်။ဆေးရုံအုပ်ကြီးကမိမိတို့ဆေးရုံမှာကွန်ပျူတာစစ်ဆေးရေးစနစ်ကိုဖျက်ကျော်ပြီးမှလုပ်ငန်းဆက်တွေလည်းပတ်ရတာဖြစ်မှာမို့အခုလိုမူမမှန်တဲ့လက္ခဏာရှိခဲ့တာကိုဘာကြောင့်မသိခဲ့ကြရလဲသူမကိုမေးတော့သူမကသူမတို့ဆေးရုံရဲ့ကွန်ပျူတာစနစ်ကိုလူတစ်ယောက်ကသို့မဟုတ်ဟက်ကာများရဲ့ data hacking ခံရပြီးပြင်သွားနိုင်ကြောင်းဆေးရုံအုပ်ကြီးအားပြောတယ်။အဲ့ဒါနဲ့ပဲဆေးရုံအုပ်ကြီးကဒီကိစ္စကိုဘာဆက်လုပ်ကြမလဲလို့သူမကိုမေးတော့သူမကလူနာရဲ့ဖြစ်ပေါ်လာမဲ့အဖြစ်တစ်ခုခုကိုစောင့်ကြည့်ကြရအောင်လို့ပြန်လည်အကြံပေးပါတယ်။တစ်ချိန်တည်းမှာတစ်ခုခုကိုကျူးလွန်ထားတယ်လို့ထင်ရလောက်အောင်ရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့ဓာတ်ခွဲမှုကြီးကချားဆိုသောလူတစ်ယောက်ထံသို့သူတို့ဖုံးကွယ်ထားတဲ့ကိစ္စကိုဆေးရုံကလူတွေတန်တရားဝင်နေတယ်ဆိုပြီးဖုံးဆက်နေပါတယ်။